နိုင်ငံမှာငွေစက်ကိုအရင်တော့ကဘဲရွက်ရှိတယ်သိလားအခုဆို1000 5000 1000 900ရှိတယ်ဆိုတော့လူတိုင်းသိတယ်ဒါပေမဲ့အရင်တော့ကဘာရှိတယ်အခုကိုပြီးပြောမယ်ဟာကတစ်ကနေပြီးတော့100အထိနော်အရင်တစ်ချက်တုံးတယ်ဒါပေမဲ့အခုခေတ်ဆိုဘာမှဝယ်လို့ရမှာမဟုတ်ဘူးဒါအပြာရောင်တစ်မျိုးဒီမှာရေအစိမ်းရောင်တစ်မျိုးပြီးတော့ဒီမှာပန်းရောင်အညူရောင်နောက်တစ်မျိုးနော်ဒါတစ်ချက်နှစ်ချက်တော့ရှိတာမရှိပါဘူးငါးချက်ရှိတယ်ပေါ့ငါးချက်ဒီမှာပြီးတော့နောက်တစ်မျိုးရှိတယ်ဒီမှာလည်းရှိတယ်ငါးချက်နော်โอเคဒါလိုရယ်30ရောရှိတယ်ဗော30ရင်တော့လည်းရှိတယ်ဒီမှာလေ30ဒါနဲ့အခုကဲတိတ်မတွေ့တော့ဘူးနော်ဘာမှဝယ်လို့မရတာနဲ့ရောင်းကန်ဒီဟာလေးနည်းနည်းကြည့်ရနော်30ပြီးရင်ဘာလာမလဲ20ပြောမလားဟုတ်လား15ပေါ့ဖယ်ရှိမလဲနော်15ရှိတယ်မယုံကြည်ဒီမှာ15နော်15ချက်ရှိတယ်15ပြီးရင်ပြီးတယ်ထင်တယ်20နော်20ပြီးရင်5020ပြီးရင်25ရှိမလား25ဘယ်ရှိမလဲဒီပြင်နိုင်ငံမှာ25မရှိပါဘူး25ရှိတယ်25အရင်တော့ကရှိတယ်ဒီမှာကြည့်ယူဒီမကြည့်25နော်ဒီတလားလာ30နဲ့35မဖြစ်နိုင်ဘူးနော်ငွေစက်ခုက35တစ်ခါမှမတွေ့ဘူးဘယ်နိုင်ငံမှမတွေ့ဘူးဒါနဲ့ပဲရှိမလဲနော်ရှိတယ်35နော်35 40မရှိဘူး45ခုနက35လို့ပဲရှိမလဲရှိတယ်ဒီမှာ45ဒီဟာတိတ်မကောင်းတော့ဘူးဒီဟာတိတ်မလာဘူးဖြစ်နေတယ်နည်းနည်းဟောင်းနေတယ်ပေါ့နော်ဒါ45တော့အကုန်လုံးဒီ50ခေ50ပြီးရင်60မရှိဘူး90မရှိဘူး80မရှိဘူးဒါပေမဲ့95ရှိတယ်ဒီမှာလေ95ချက်နော်95ဒီမှာလောက်ကနာနဲ့95 90ရှိတယ်90ရှိတယ်ဒီမှာကြည့်ဒီမှာ90ဒါ90ကိုကတဲ့အကိုကောင်းမြင်မှုတယ်မှာဒီမှာနောက်တစ်မျိုးဒါတော်တော်ကြီးတယ်ဒီ100ဒါတစ်ချက်နဲ့နိုင်ရှင်းလိုက်ဘယ်လောက်ခွာရဲဆိုတော့ဒီ9000ဒါနဲ့နိုင်ရှင်းလိုက်တော်တော်လေးခွာရဲဟိုအရင်တော့ကတပြင်းငွေစကူရှိတယ်ဒါပေမဲ့တော်တော်ထူးဆန်းနော်ဒီမှာအကုန်လုံးပါတယ်တော့ပြရတဲ့ဟာထဲမှာပဲဟာအလားဆုံးလေကိုပြရဒီ35တို့လို့ကြိုက်တယ်နော်ဒီပြင်ရှေးဟာငွေစကူရွက်ကြည့်နေဆိုရင် comment မှာရေးပေးပါဦးဒီပြင်ဟာရှိတယ်